အသက်40နာနီးမှရေးတဲ့ကဗျာတဲ့အသက်ကြီးပေမဲ့အရွယ်တင်နှုပြိုနေစေကဘာမြေကြီးပေါ်မှာတဲ့အလိုမပြည့်မှုတွေနဲ့ကျွန်တော်မှအိုမင်းခဲ့ရဆက်မင်းသားလိုပဲငိုချင်းချတဲ့အခါချလူရှင်တော်လိုပြက်လုံးထုတ်တဲ့အခါထုတ်တနေ့တရွယ်စုပ်ပြက်ကတိန်လေးမှာစာမျက်နှာတိတ်မကြံတော့ဒီလိုနဲ့တရုတ်စားစာတွေမှာကျွန်တော်ตายရခဲ့တယ်အပေါင်းသွင်းတွေနဲ့ဟေးလာဝါလာလှုပ်တဲ့နေရာမှာကျွန်တော်ตายရခဲ့တယ်အိမ်ထောင်ရေးမပါတဲ့အချင်းမှာကျွန်တော်ตายရခဲ့တယ်ဈေးကွက်မရှိတဲ့အမှုပညာမှာကျွန်တော်ตายရခဲ့တယ်နောင်ကျိုးမျိုးမျိုးကြားထဲမှာဘဝတန်ဖိုးတွေပါတယ်လည်းမတတ်မှတ်ပါနဲ့တော့ကျွန်တော်ကိုကျွန်တော်ကျေနပ်လိုက်တာနဲ့ကျွန်တော်လွတ်လပ်သွားမှာလားမသေးခင်မှာစိုက်ထားတဲ့တပြေပင်လေးရေမမှန်လောင်းပေးနေရတာကအရသာအခုဆိုတမိုးကုံလို့တဆောင်းပြောင်းတော့မယ်ကျွန်တော်ຫນွေဦးကိုချောင်းကြည့်နေမိရဲ့ကျွန်တော်တို့ပြုတ်ကျခဲ့တဲ့မြောင်းကြီးကစူးအက်တူးမြောင်းမဟုတ်ဘူးစိတ်မရှိစရာတွေများလွန်းလို့မို့အသက်40နားနီးတဲ့အထိစပင်ရှည်ကြီးထားနေရတယ်ကျွန်တော်ခွတ်လွတ်ပါတဲ့ကြပြဆရာလာတန်